ဒီတော့စိတ်ဒီအင်မတန်အခရာကြတယ်စိတ်ကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့စိတ်တွေနဲ့ပြောမယ်ဆိုရင်အဲ့ဒီအပြောဟာမကောင်းတဲ့အပြောပဲဖြစ်မှာပဲဘလောက်ပဲခြူတာပါလေပြောဘလောက်ပဲခြူရင်တကားကြီးဖုံးထားတဲ့သဘောမျိုးလို့တကယ့်ကိုအကွက်တွေဆင်းပြီးတော့ပြောတော်လည်းပဲမကောင်းတဲ့စိတ်တွေအခြေခံထားမယ်ဆိုရင်အဲ့ဒီအပြောကိုမကောင်းပြောလို့ပဲပြောရမယ်မကောင်းတဲ့စိတ်တွေအခြေခံမယ်ဆိုရင်တော့ဘာပဲလုပ်နေလဲမကောင်းတဲ့အလုပ်လို့ပဲပြောရမယ်ဘာသာရေးသာသနာရေးနဲ့ပတ်သက်ပြီးတော့လုပ်တာတောင်မှတချို့မကောင်းတဲ့စိတ်တွေကိုအခြေခံထားတော့ကောင်းတဲ့အလုပ်လို့ပြောလို့မရဘူး။ဒါဦးဇင်းတို့ကုံပြောတာနော်။အဲ့ဒီတော့ဘာပဲပြောနေဘာပဲလုပ်နေအကယ်၍မကောင်းတဲ့စိတ်နဲ့သာပြောမယ်လုပ်မယ်ဆိုရင်အဲ့ဒီအပြောအလုပ်တို့ဒီမကောင်းပြောနဲ့မကောင်းလုပ်ဖြစ်တယ်။မကောင်းပြောကြတော့ဝစီကမကောင်းဘူး။မကောင်းတဲ့အလုပ်ကြတော့ကာယကမကောင်းဘူးလို့ပြောရမှာပေါ့။ဟုတ်လား။အဲ့ဒီတော့စိတ်ကမကောင်းရင်ဝစီကလည်းမကောင်းနိုင်ဘူး။ကာယကလည်းမကောင်းနိုင်ဘူး။စိတ်ဆိုးရင်ကံဆိုးတယ်ဆိုတာအဲ့ဒါပဲ။ပိဋိစိတ်ဆိုးရင်ပါဆိုတယ်။စိတ်ဆိုးရင်ကံဆိုးတယ်။ကံဆိုးလို့ရှိရင်အကျိုးပေးဆိုးမယ်။ပိဋိကံဆိုးရင်ပါဆိုမယ်။အကျိုးပေးဆိုးမယ်။အဲ့ဒါကိုပိဋိတို့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းမှတ်သားထားဖို့ရတယ်။အော်စိတ်ဆိုးရင်ကံဆိုးတယ်။ကံဆိုးရင်ဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်။အဖြစ်ဆိုးနေတာဒီမှန်တယ်များကံဆိုးလို့ပဲကံဆိုးတာမှန်တယ်များဒီစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေရုပ်မာတဲ့စိတ်တွေဖြစ်တာစိတ်ဆိုးတယ်လို့ဆိုတာဒါကြောင့်ရှေးတုန်းကမထေရမြတ်ကြီးတော်ကအတူတူလေးဩဝါဒပေးဘူးလေအကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေဆိုကြီးကဒါနှလုံးထဲပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့တိုင်ဆိုင်တဲ့စိတ်တွေလူဆန္ဒပြင်းထန်တာတွေရင်မစောတွေအာကြီးတာတွေမကျင်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာဒါပေမဲ့ဒီခဏခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်ဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောကြတာနော်စလုံးကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်စိတ်မဆိုးနဲ့ပြီးတော့ဗါလဲဆိုကောင်းကောင်းနေတဲ့ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲ့လိုက်ရင်တော့မဆုံးနိုင်အောင်ကြည်တယ်ဗျာလူတန်းဘေးကန်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားတိလာတွေစောင့်တည်ပြီးတော့ကိုယ်နဲ့တို့ကိုစောင့်သိပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်သက်တမှာလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေအပြည့်စုံဘူးလားပြည့်စုံတယ်ဒါကြောင့်ဒီဒေသနာတော်လေးကိုပိဋကပေါင်းတော်အောင်လို့ဘယ်လိုမှတ်ရမှာလဲဆိုစိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်အဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကလူမုံမှမကြောက်နဲ့ကံမုံမှကြောက်ဒီတိုင်းဗါတဲ့တော့လူမုံမှမကြောက်နဲ့ကံမုံမှကြောက်တဲ့ကိုပြုခဲ့တဲ့ကံတွေကနွားချေရနောက်ကိုလှဲပြီးအစဉ်လိုက်တယ်လို့မျိုးမကောင်းတဲ့ဒုက္ခတွေပေးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်ဒါဥစဉ်တို့ပထမဦးဆုံးဓမ္မပဒမှာလာတဲ့ဂါထာ